ဒီနေ့ကချင်းမိုင်မြို့နယ်50ကီလိုမီတာလောက်ပဲဝေးတဲ့မိတ်ကပ်ပေါင်ဆွဲရွာလေးကိုသွားမှာဖြစ်ပါတယ်ကျွန်တော်ကချင်းမိုင်မြို့ကနေဆိုင်ကယ်နဲ့သွားခဲ့ပါတယ်တကယ်လို့ကားနဲ့သွားမယ်ဆိုရင်လည်းရပါတယ်ကျွန်တော်စီအပြည့်ဖြည့်တာ130ပဲကြာပါတယ်ကျွန်တော်အသွားပြန်130နဲ့စီလောက်ခဲ့ပါတယ်ကျွန်တော်သွားတဲ့ချိန်ကမိုးရာသီဆိုတော့အမြဲတမ်းကောင်းကင်ကအုံမိုင်းနေရဲ့ပြီးတော့မိုးဖွဲလေးကြာနေလို့ကျွန်တော်မိုးကိုင်းရေဝတ်ပြီးသွားခဲ့ရပါတယ်ကျွန်တော်သွားတဲ့ချိန်ကနေ့လယ်1နာရီလောက်ပါချင်းမိုင်နဲ့မိတ်ကပ်ပေါင်က1နာရီခွဲလောက်ပဲမောင်းရပါတယ်ဒါကတော့မိတ်ကပ်ပေါင်သွားရင်လမ်းမှာဖြတ်သွားရတဲ့ရွာလေးပါမိုးရာသီဆိုတော့ပတ်ဝန်းကျင်ကစိမ်းဆူပြီးတော့ရန်လှနေပါတယ်ဒီလိုနဲ့ကျွန်တော်မိတ်ကပ်ပေါင်ဆွဲရွာလေးကိုရောက်ခဲ့ပါတယ်ရွာထဲမှာဒီလိုချစ်စရာလမ်းလေးတွေချစ်စရာကောင်းတဲ့နေရာလေးတွေရှိပါတယ်ဓာတ်ပုံရိုက်မဲ့နေရာတွေလည်းအများကြီးပါဒီရွာမှာဆိုင်အားလုံးကမီးပုံးအနီလေးတွေမီးဝါလေးနဲ့ချစ်စရာလေးတွေပါဒီရွာမှာဟိုတယ်မရှိပါဘူး home stay လေးပဲရှိပါတယ်ညနေဘက်ဆိုဖြူးလေးကြည့်ပြီးမုခထစားရင်အနားယူလို့ရပါတယ်ဒီဆိုင်ကခောက်ဆိုင်ကလည်းအရန်စားလို့ကောင်းပါတယ်ဒီလိုနဲ့ကျွန်တော်ကော်ဖီတောင်းနေဘန်ကောက်ကလာတဲ့တာမီနှစ်ယောက်နဲ့ဆုံခဲ့ပါသေးတယ်အဲဒီကကျွန်တော်ကိုအာလူးကြော်နဲ့ကော်ဖီဝယ်တိုက်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့စကားတွေအများကြီးပြောခဲ့ကြပါတယ်ပြီးတော့ကျွန်တော်မိတ်ကပ်ပေါင်ကနေ15မိနစ်လောက်ဆက်သွားရင်ရောက်တဲ့ Griffin ဆိုတဲ့တောင်ပေါ်ကိုသွားခဲ့ပါတယ်တောင်တလန်းတွေကမိုးရွာထားတော့အရန်ချော်တယ်ကျွန်တော်တောင်ပေါ်ဆန်းရောက်တဲ့ချိန်မှာမြူတွေဆိုင်းနေပါတယ်ပြီးတော့နေပြန်ပူလာတယ်ဒီလိုနဲ့15မိနစ်လောက်ပါပဲမြူတွေကတတောင်လုံးကိုပြန်ပြီးတော့ဖုံးလွှမ်းခဲ့ပါတယ်ဒါကတော်တော်ဆိုးပါတယ်တော်ဆိုးပါတယ်ဘောကတတိယကပေါ်မှာလည်းရေရတော့ဆိုးတယ်ဒါစေပြောဘောကချောတယ်ဒီတော့လမ်းမှာတက်တုံးနေလို့ရှုံနေတယ်ဘောကတက်ကျင်တာဒီလိုနဲ့ကျွန်တော်မိတ်ကပ်ပေါင်ကိုပြန်လာခဲ့ပါတယ်ဒီလိုနဲ့ညနေဆောင်တော့ကျွန်တော်ချင်းမိုင်ကိုပြန်ခဲ့ပါတယ်ဟိုတော့ကျွန်တော်မိတ်ကပ်ပေါင်ကနေပြန်มาပြီးချင်းမိုင်လူက6နာရီခွဲနေတော့မ
တော့လမ်းမှာပေါင်တင်ပါတယ်ဟော6နာရီပဲတနာရီပဲမောင်းမှာဆိုတော့8နာရီလောက်မှပြန်အောင်မယ်ကျွန်တော်လည်း so yeah man we can bond on here bye bye